မင်္ဂလာပါဗျဒီနေ့လဲပေါ့နော်ခွန်ကားလိုပဲတဲပေါက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခုကတော့ဒီနေတိုင်းတချို့မှန်လာတဲ့ကက်ကလေးနှစ်ကက်ကိုပြပေးမယ်ပြီးရင်တော့ကျွန်တော်ရဲ့မနေ့ကလိုပဲပေါ့နော်တဲအော်ကွက်ကိုပြပေးမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါကျွန်တော်ရဲ့ channel လေးကို subscribe မနဲ့ရသေးဘူးဆိုရင် like and subscribe လေးတယောက်တစ်ချက်လောက်ပေါ့နော်နှိပ်ပေးကြအောင်တောင်းဆိုပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်စလိုက်ရအောင်ပေါ့နော်နောက်တစ်ခုကကျွန်တော်ရဲ့ Telegram channel မှာအနိကထိပ်စီးတွေကိုရှင်းနေတပင်းကြည့်ရှုနိုင်အောင်လို့နေသူမဆိုအခမဲ့ join နိုင်ပါတယ်ကျွန်တော် comment မှာပေါ့နော်ဒီ channel ရဲ့ Telegram channel ရဲ့ link ကိုချပေးထားမှာပေါ့နော်အခမဲ့ join နိုင်ပါတယ် okay ဒီခေါင်းကဒီလေးလုံးကြီးပေါ့နော်သူ့ရဲ့ main ထုတ်ထားတာဒီလေးနှစ်ဒီထဲကပဲတော့ရှောက်ဝင်လာတာဖြစ်တဲ့တော့ပေါ့နော်လေးနှစ်ကိုကြိုက်တဲ့လူကမိုက်စလို့အလုံးနဲ့ဂိုင်းပြီးတော့ဒီ all ကွက်လေးကစားလို့ရတယ်သူပေးထားတဲ့လေးကွက်ကတော့ဒါပေါ့နော် okay ဒါကတော့ဒီအနိကလေးဖြစ်ပါတယ်နောက်တစ်ခုကကီးကက်လေးပေါ့နော်ဒီကောင်လေးကတော့တစ်ချောင်းမှန်တဲ့ကက်လေးဖြစ်ပါတယ်သူကဒီနေ့ကျွန်တော်တော့ဒါကိုယူမသုံးပေါ့နော်ကျွန်တော်ကဒီကီးသုံးလုံးယူသုံးတာဖြစ်ပါတယ်โอเคဒါကတော့ဒီနှစ်ကက်ဖြစ်တယ်ဒါနာမည်ကြီးကက်တွေပဲပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်ရဲ့တဲကွက်တွေကိုတွားကြည့်မယ်ကျွန်တော်ရဲ့တဲကွက်လေးတွေကတော့ကျွန်တော်ကတော့ဒီလိုတဲကွက်ထုတ်တယ်ဒါကတော့ main ပေါ့နော်မနေ့ကလိုခွန်9လိုပဲတဲပေါက်ပါစေလို့ကျွန်တော်ဆုမွန်တောင်းပေးပါတယ် subscribe မနဲ့ရသေးဆိုရင်တယောက်တစ်ချက်နှိပ်ခဲ့ကြပါ Facebook ကလူများကျွန်တော်ဗီဒီယို share ပေးကြအောင်တောင်းဆိုပါတယ်ပြီးကြရင် Telegram လည်းအခမဲ့မြည်သူမဆို join နိုင်ပါတယ် okay အားလုံး see you bye bye next video